လူမိုက်ကြောင်သားတယောက်ဟာလူကြားထဲမှာပဲတွေ့တဲ့အစားတောက်တွေကိုဘန်းထဲကိုလက်နဲ့ကောက်ထည့်ပြီးအမိုက်ပုံးထဲကိုရိုက်ဆိုင်တွန်းချပစ်လိုက်ပါတယ်။ဒါပေမဲ့အခုတော့ဂျုံကဒီလူမိုက်ကိုလူမြင်ကွင်းမှာတင်ကောင်းကောင်းကြီးပညာပေးလိုက်ပါတယ်။သူကဘာဆက်ကတော့တောင်းပန်ပါတယ်လို့ပြောနေပေမဲ့လက်ကတော့ကျန်းတိုက်တန်ကိုကိုက်ပြီးအရင်ကဒီလူမိုက်ဟာတခြားကျောင်းသားတွေကိုနှိပ်စက်ခဲ့တယ်လို့မျိုးပဲသူ့မျက်နှာကိုကျန်းတိုက်တန်နဲ့အုပ်ပြီးပြန်လေတုံ့ပြန်လိုက်တာပါ။ဒီလူမိုက်ဟာကျောင်းမှာအကြီးမားဆုံးပြဿနာဖြစ်နေသူပါသူ့ရဲ့အဖေကလွှတ်တော်အမတ်တယောက်ဖြစ်နေတာကြောင့်ဆရာတွေရောကျောင်းသားတွေပါသူ့ကိုဘာမှမလုပ်ရကြပါဘူးလူတိုင်းကသူ့ကိုကြောက်နေကြရပြီးအရင်ကပြန်လဲတွန်းလှန်ခဲ့တဲ့ Mike ဆိုတဲ့ကျောင်းသားလေးဟာလေသူတို့ရဲ့ပြစ်မှတ်အသစ်ဖြစ်ခဲ့ရပါလေ Mike ဟာကျောင်းအုပ်ချုပ်ရေးပိုင်းကိုအကူအညီတောင်းခဲ့ပေမဲ့ဘာမှမထူးခြားခဲ့ပါဘူးပိုဆိုးတာကတော့အမတ်ဖြစ်သူကကြိုးကင်ပြီး Mike အဖေရဲ့စက်ရုံကိုပါဖျက်ဆီးပစ်လိုက်တာပါအဲ့ဒီတန်ကိုမခံနိုင်တော့တဲ့ Mike ဟာကျောင်းခေါင်မိုးပုံကနေခုန်ချပြီးအဆုံးစီရင်သွားခဲ့ပါတယ်ရဲတွေလာစစ်ဆေးတဲ့ခါမှာလဲအမတ်ကိုကာကွယ်ဖို့အတွက်အမှုကိုဖုံးကွယ်ပစ်ခဲ့ကြပါတယ်တကယ်တော့အခုအမတ်သားကိုပြန်လဲတုံ့ပြန်ခဲ့တဲ့ဆရာကျုံဆိုတာဟာအတိတ်ဖွဲ့စည်းလိုက်တဲ့ပညာရေးအခွင့်အရေးကာကွယ်ဆောင်ရှောက်ရေးဘျူရိုကဆေးလွတ်လိုက်တဲ့သူပါကျောင်းသားတယောက်စေဆုံးမှုနဲ့ကျောင်းနဲ့ရဲတွေပူးပေါင်းကြံစည်နေတဲ့တဲလွန်စော်တွေကြောင့်အထက်လူကြီးတွေကသူ့ကိုဒီကျောင်းရဲ့အခြေအနေကိုပြုပြင်ဖို့လွှတ်လိုက်တာဖြစ်ပါတယ်ကျောင်းအုပ်ကြီးကအမတ်ရဲ့ဩဇာကိုပြပြီးဂျုံကိုတတိပေးခဲ့ပြီးမြဲဂျုံဒီကိုရောက်လာရတဲ့ရည်ရွယ်ချက်ကပဲဒီအမတ်နဲ့သူသားကိုအေးအေးယူဖို့ဖြစ်ပါတယ်ဒီနေ့မှာတော့လူမိုက်ကျောင်းသားကသူ့ရဲ့တန်းရှင်းရေးတာဝန်ကိုတခြားကျောင်းသားတယောက်ကိုခိုင်းစေခဲ့ပါတယ်ဒါကိုသိတဲ့ဂျုံကအမတ်သားအိမ်ရောက်တဲ့အထိလိုက်သွားပြီးအမတ်ဖြစ်သူရဲ့ရှေ့မှာတင်သူသားကိုကျောင်းစီပြန်ခေါ်သွားပြီးအင်သားဆေးခိုင်းခဲ့ပါတယ်နောက်တစ်နေ့မှာတော့အမတ်ဟာဒေါသတကြီးနဲ့ကျောင်းကိုရောက်လာပါတယ်ဂျုံကိုဘာမှလုပ်လို့မရတဲ့အခါဘီရိုမူရစ်ချက်စီသွားပြီးသူ့ရဲ့နိုင်ငံရေးအာဏာနဲ့ချိန်ချဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့ Richard ကတော့လုံးဝမတုံ့လွတ်ခဲ့ပါဘူးသူဟာဒီအမတ်ရဲ့အကတိလိုက်စားမှုအထောက်အထားတွေကိုနှစ်အတော်ကြာတိတ်တဆိတ်ဆူဆုံထားခဲ့တာပါနောက်တနေ့မနက်မှာပဲအမတ်ရဲ့အချင်းပြတ်ချစားမှုတွေဝန်ထမ်းတွေကိုနှုတ်ဆက်ခဲ့တဲ့အရှုပ်တော်ပုံတွေဟာသတင်းဌာနအားလုံးမှာပြန့်နှံ့သွားပြီးအမတ်ဟာလည်းချက်ချင်းအဖန့်ခံလိုက်ရပါတယ်အဖေရဲ့အရှိန်ဝါမရှိတော့တဲ့နောက်မှာလူမိုက်ကျောင်းသားဟာလည်းဘဝပြတ်သွားပါတော့တယ်သူဟာစိတ်တက်တွေပြိုလဲပြီးကျောင်းတစ်ကျောင်းလုံးကိုမီးရှို့ဖျက်ဆီးကိုစူးစမ်းခဲ့ပါတယ်ဂျွန်မအချိန်မီရုပ်လာပြီးတားဆီးနိုင်ခဲ့ပေမဲ့သူဟာနောင်တမရသေးတာကိုမြင်တဲ့အခါဂျွန်ကမီးချစ်ကိုမြေပြင်ပေါ်ပစ်ချပေးလိုက်ပါတယ်တောင်းလောင်လာတဲ့မီးလျံတွေကြားမှာတေဘေးနဲ့ရင်ဆက်ရတော့မှသာသူဟာအရင်ကသူနှိပ်စက်ခဲ့တဲ့သူတွေရဲ့ကြောက်ရွံ့မှုကိုနားလည်သွားပြီးဂျွန်ကိုအချင်းချင်းအတနာခံပါတော့တယ်သူနောင်တရသွားပြီဆိုတာသိလိုက်ရတဲ့အခါမှာတော့ဂျွန်ကအနီးနားကမီးသက်စေဘူးနာမီးကိုညှင်းတက်ပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ဂျွန်ဟာသူ့ရဲ့တာဝန်ကိုအောင်မြင်စွာထမ်းဆောင်ပြီးကျောင်းကနေထွက်ခွာသွားခဲ့ပါတော့တယ်